မင်္ဂလာပါကျွန်တော်ကတော့ဆိုင်းအောင်ပါကျွန်တော်တို့မိုက်ကယ်ကာရီကပေါ့နော် Manchester United အသင်းအပေါ်မှာပေးဆက်မှုကြီးရတကယ်ကြောက်ဖို့ကောင်းတယ်နော်ဘာလို့ကျွန်တော်အဲ့လိုမျိုးပြောရလဲဆိုတော့အခုရလက်ပိုင်းကမိုက်ကယ်ကာရီကတော်တော်လေးကိုကောင်းမွန်နေတာကို Manchester United ဘုတ်အဖွဲ့ဘက်ကနေပြီးတော့အမြဲတမ်းနီးပြခတ်နိုင်တယ်ဆိုတဲ့စကားလုံးမျိုးသူ့ကိုခတ်နိုင်တယ်ဆိုတဲ့စကားလုံးမျိုးအခုထိထွက်မလာဘူးမိုက်ကယ်ကာရီကအဲ့ပေါ်မှာဘာမှမဖြစ်ဘူးနော်သူကတကယ်ဒါက Manchester United အသင်းမှာမဟုတ်ဗျာဘယ်အသင်းပဲဖြစ်ဖြစ်ကျွန်တော်တို့ပုံမှန်တိုင်းပဲစဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်ကိုကဒီလောက်လုတ်ပေးထားတယ်ဒီလောက်လုတ်ပေးထားတာတောင်မှကို့ပေါ်ပေါ့နော်ဘာမှတုံ့ပြန်မလာတာမျိုးကြီးကိုခံစားရတဲ့ခံစားချက်မျိုးပါပေါ့နော်ခံစားမှုတဲ့လူဆိုလဲသိမှာပေါ့နော်ဒါပေမဲ့ Michael Carrick ကတော့ easy ပဲဗျသူကဘုတ်ဖွဲ့ကိုတော့မှသူပြောထားသေးတယ်ပေါ့နော်အမြဲတမ်းနီးပြခတ်မှုကိုအချိန်ယူပြီးတော့စဉ်းစားပါဆိုပြီးတော့ပေါ့နော်သူ့ကိုမခန့်လဲဘာမှမဖြစ်ဘူးဗျအဲ့လိုမျိုးပုံစံမှာသူကပြောထားတာတကယ်အဲ့ဒါ Michael Carrick ကတော်တော်လေးကိုလေးစားတူယူဖို့ကောင်းတဲ့စိတ်ဓာတ်ဗျအသင်းပေါ်ဗျဘယ်နေရာပဲပေးဆက်ရသူပေးဆက်လိုက်လို့အသင်းကကောင်းသွားမယ်ဆိုရင်သူကကျေနပ်သွားပြီတကယ်ဗျဒါက Michael Carrick ရဲ့စိတ်ဓာတ်ကလုံးဝ professional ဆန်တယ်လေးစားဖို့ကောင်းတယ်ဒါကျွန်တော်တို့အတူယူရမယ်စိတ်ဓာတ်ပုံစံမျိုးပေါ့နော်အခုတကယ်လို့ Manchester United အသင်းကဥရောပဝင်ခွင့်ရခဲ့လို့သူ့ကိုအမြဲတမ်းနီးပြမခန့်ရင်တော့Michael Carrick က Manchester United အသင်းကိုစိတ်ဆိုးပုံစံလုံးဝမရှိဘူးเนาะအမြဲတမ်းနီးပြရောက်လာရင်သူထွက်သွားပေးလိုက်မယ်တကယ်လို့အဲ့အမြဲတမ်းနီးပြအသစ်ကအဆင်မပြေလို့ထုတ်လိုက်တဲ့သူ့ကိုနောက်တစ်ချိန် Manchester United ကပြန်ခေါ်ရင်သူလာမှာပဲဗျဒါကတော်ရုံလူမှမရှိဘူးเนาะအဲ့လိုမျိုးစိတ်သက်ကြီးอ่ะတကယ်ဗျပေးဆက်ဖို့အတွက်အစင်တဲ့အချိန်မရွေးကြိုက်တဲ့ချိန်ခေါ်လိုက်သူလာဖို့အသင့် Manchester United ဆိုတဲ့ခေါင်းစဉ်အောက်မှာဘာပဲလုပ်ရသူအကုန်အဆင်ပြေအောင်လုပ်ပေးမယ်ဆိုတဲ့စိတ်ထားမျိုးကြီးဒါကတော့မိုက်သွားပြီဒါတကယ်ဗျ Manchester United အသင်းအတွက်ပေါ့နော်အခုလိုမျိုးအသင်းပေါ်ဘယ်နေရာပေးဆက်ဖို့ရှိနေတဲ့ခန္ဓာဝင်ကစားသမားတစ်ယောက်ရှိနေတာကတော့ Manchester United အသင်းနေတကယ်ကိုဂုဏ်ယူဖို့ကောင်းနေဗျဒါကလူသားတိုင်းမှာမရှိနိုင်တဲ့စိတ်ထားမျိုးလိုပဲပြောရမှာပေါ့နော်တကယ်ဒီလိုမျိုးစိတ်ထားဖို့ကလုံးဝမလွယ်ဘူး respect Michael Carrick အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ